ဇာရီမှုဆိုတာဘာလဲဇာရီမှုတွေကိုဘယ်လိုအခြေအနေမှာဖွင့်လှစ်ဆောင်ရွက်ကြရပါသလဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ LLB Group မြန်မာ Law Firm ကတရားလွှတ်တော်ရှေ့နေဦးအောင်ကျော်ဖြိုးဖြစ်ပါတယ်ကျွန်တော်တို့ Law Firm အနေနဲ့အများပြည်သူတို့သိထားတဲ့ဥပဒေဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးမျှဝေလျက်ရှိပါတယ်အဲ့တော့အမှုတွေကိုရာဇဝတ်မှုနဲ့တရားမမှုဆိုပြီးတော့အကြံပြနှစ်မျိုးခွဲခြားနိုင်တယ်ပေါ့နော်တရားမမှုတွေဆိုတာကတော့ငွေကြေးဆိုင်ရာရလိုမှုတို့အိမ်ချမ်းမြေလက်ရောက်ရလိုမှုတို့အဝယ်မှုတို့စတဲ့အမှုခင်းတွေကိုဆိုလိုခြင်းဖြစ်ပါတယ်ဥပမာအဖြစ်ပြောရမယ်ဆိုလို့ရှိရင်လူတဦးကသူ့ငွေကိုချေးထားပြီးတော့ပြန်မရလို့တရားရုံးမှာပေါ့နော်ချင်းငွေရလိုမှုနဲ့သွားပြီးတော့တရားစွဲတယ်ဆိုရင်အဲ့ဒါကိုတရားမကြီးမှုစွဲတယ်လို့ခေါ်ပါတယ်အဲ့တော့တရားရုံးကနေပြီးတော့မှเนาะစစ်ပြီးတဲ့နောက်မှာငွေချေးထားကြောင်းပေါ်လွင်တဲ့အတွက်ကြောင့်မလို့တရားပြိုင်ကိုငွေပြန်လဲပေးဆက်ဖို့အမိန့်ချမှတ်လိုက်တယ်ဆိုပါတော့အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီအမှုမှာပေါ့เนาะတရားလူကအနိုင်ရသွားတဲ့အတွက်သူ့ကိုတရားနိုင်လို့သုံးပါတယ်เนาะအဲ့တော့တရားပြိုင်ကအမှုရှုံးသွားတဲ့အတွက်သူ့ကိုတော့တရားရှုံးလို့သုံးတယ်ပေါ့เนาะဒီမှာကျွန်တော်တာမန်လူတွေနားလည်အောင်လို့ရှင်းပြရမယ်ဆိုလို့ရှိရင်ရာဇဝတ်မှုတွေဖြစ်တယ်ဆိုလို့ရှိရင်တော့နှစ်ဖက်အမှုတွေကိုတရားလူနဲ့တရားခံလို့သုံးပါတယ်ဒါရာဇဝတ်မှုတွေမှာပေါ့နော်တရားမှားမှုတွေဖြစ်မယ်ဆိုလို့ရှိရင်တော့နှစ်ဖက်အမှုတွေကိုတရားလူနဲ့တရားပြိုင်လို့သုံးပါတယ်သူကပြိုင်ဆိုင်တဲ့သူပေါ့နော်ဒါတရားမှားမှုပါအဲ့တော့တရားမှားမှုပြီးသွားလို့တရားလူကအနိုင်ရလို့เนาะအခုကျွန်တော်တို့ဆွေးနွေးတဲ့ဇာတိမှုကိုဆက်ဖွင့်မယ်ဆိုလို့ရှိရင်တော့တရားနိုင်နဲ့တရားရှုံးလို့သုံးပါတယ်။ဘာဖြစ်လို့လဲဆိုတော့ तू ကတရားကိုနိုင်သွားပြီပေါ့နော်။တစ်ဖက်ကရှုံးသွားပြီပေါ့။အဲ့လိုအခေါ်အဝေါ်လေးတွေကွဲပြားမှုရှိပါတယ်။အဲ့တော့ဆွေးနွေးမှုလေးကိုဆက်ပါမယ်။တရားရုံးကငွေပေးဆက်စီလို့နော်အနိုင်ဒီဂရီချမှတ်လိုက်တယ်။တရားလိုကအမှုနိုင်သွားတယ်ဆိုပေမဲ့အဲ့ဒီငွေကို तू ကချက်ချင်းမရသေးပါဘူး။နော်ရထိုက်ခွင့်ရှိတယ်ဆိုတဲ့အမိန့်ဒီဂရီကိုသာလည်းရသေးတာဖြစ်တယ်ပေါ့။အဲ့လိုမျိုးအမိန့်ချမှတ်ပြီးနောက်ပိုင်းမှာပေါ့နော်ဒီအမှုရှုံးသွားတဲ့တရားရှုံးဟာဒီဒီဂရီကိုလိုက်နာပြီးတော့တရားနိုင်ကိုနော်ငွေပေးဆက်လိုက်တယ်ဆိုလို့ရှိရင်တော့အမှုကပြီးသွားပါတယ်နော်ဘာမှဆက်ပြီးတော့မှဆောင်ရွက်စရာမလိုတော့ဘူးပေါ့လေဒါပေမဲ့လို့တကယ်လက်တွေ့နယ်ပယ်မှာကြတော့နော်အဲ့ဒီလိုမျိုးတရားရုံးရဲ့ဒီဂရီကိုလိုက်နာပြီးတော့ပေးဆက်တဲ့တရားရှုံးကအင်မတန်မှရှားပါတယ်အဲ့ဒါဆိုလို့ရှိရင်အမှုနိုင်တဲ့တရားနိုင်ကနော်ဘာဆက်လုပ်ရမလဲဆိုတော့သူကဇာရီဖွင့်ရမှာဖြစ်ပါတယ်ဇာရီမှုဖွင့်လိုက်ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဇာရီမှုဆိုတာပါလဲပေါ့ဇာရီဆိုတဲ့စကားကတော့ဟင်ဒီဘာသာစကားဖြစ်ပါတယ်သူရဲ့အဓိပ္ပာယ်ကတော့တရားရုံးရဲ့စီရင်ချက်ကိုအတည်ပြုခြင်းဒီဂရီကိုအတည်ပြုခြင်းလို့အဓိပ္ပာယ်သက်ရောက်ပါတယ်နော်အင်္ဂလိပ်လိုကတော့ institution ပေါ့နော်အကောင့်ထဲပေါ်ခြင်းလို့အဓိပ္ပာယ်ရပါတယ်ဒီနေရာမှာတာမန်လူတွေနားလည်လွယ်အောင်လို့ကျွန်တော်အရက်စကားနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့နော်ဇာရီလုတ်တယ်ဆိုတာကတရားရုံးကိုသွားပြီးတော့မှအကူအညီတောင်းခံခြင်းဖြစ်ပါတယ်နော်ဘာလို့အကူအညီတောင်းခံတာလဲဆိုတော့တရားရုံးကအနိုင်ဒီဂရီချမှတ်ထားတယ်တရားရှုံးကိုနော်ပြန်ပေးဆက်စီလို့အမိန့်ချထားပါရဲ့နဲ့လိုက်နာဆောင်ရွက်ခြင်းမပြုလို့ပေါ့နော်အဲ့ဒီကိစ္စကိုကူညီပြီးတော့အကောင့်ထဲပေါ်ဆောင်ရွက်ပေးပါလို့သွားပြီးတော့မှအကူအညီတောင်းခံခြင်းဖြစ်ပါတယ်အဲ့တော့ဟုတ်ပြီတရားရုံးကဘယ်လိုကူညီဆောင်ရွက်ပေးရမှာလဲပေါ့နော်အဲ့ဒါကိုဇာရီလျှောက်လွှာမှာတရားနိုင်ကတခါတည်းထည့်သွင်းရေးသားပြီးတော့တောင်းဆိုရပါတယ်အဲ့တော့တရားရုံးကနော်ဇာရီမှုမှာဘယ်လိုကူညီဆောင်ရွက်ပေးနိုင်တယ်လဲဆိုတော့နော်ကိုအနိုင်ရထားတဲ့ဒီဂရီပေါ်မှာမူတည်ပါတယ်ဥပမာအဖြစ်ပေါ့နော်ကိုအနိုင်ရထားတဲ့ဒီဂရီကငွေဒီဂရီဖြစ်မယ်ဆိုလို့ရှိရင်ဒီဇာရီမှုကိုအတည်ပြုနိုင်တဲ့နီလန်၃သွယ်ရှိမယ်ပေါ့နော်အဲ့ဒါတော့ပထမနီလန်ကတော့တရားရှုံးကိုတရားမအကျဉ်းထောင်ချပေးပါဆိုပြီးတော့မှလျှောက်ထားနိုင်ပါတယ်နော်အဲ့တော့ဒီငွေဒီဂရီပေးဆက်စီလို့အမိန့်ချထားပါရဲ့နဲ့တရားရှုံးကပြက်ကွက်တယ်ဒါကြောင့်သူ့ကိုတရားမအကျဉ်းထောင်ချပေးပါဆိုပြီးတော့ကျွန်တော်တို့ကဇာတိမှုမှာလျှောက်ထားနိုင်ပါတယ်ဒါကတော့ပထမနီလန်ပေါ့နော်ဒုတိယနီလန်ကတော့တရားရှုံးရဲ့ပစ္စည်းကိုရောင်းချပေးဖို့လျှောက်ထားနိုင်ပါတယ်ဒါကတော့ဒုတိယနီလန်ပေါ့နော်တရားရှုံးမှာပစ္စည်းရှိတယ်ရွှေပြောင်းနိုင်သောပစ္စည်းပဲဖြစ်ဖြစ်မရွှေမပြောင်းနိုင်သောပစ္စည်းပဲဖြစ်ဖြစ်ရှိတယ်ဆိုလို့ရှိရင်เนาะအဲ့ဒီပစ္စည်းကိုရောင်းချပေးဖို့လျှောက်ထားနိုင်ပါတယ်ဒါကတော့ဒုတိယနီလန်ဖြစ်ပါတယ်တတိယနီလန်ကတော့တရားမအကျဉ်းထောင်ချပေးဖို့လည်းလျှောက်ထားမယ်ပစ္စည်းကိုလည်းရောင်းချပေးဖို့လျှောက်ထားမယ်နီလန်နှစ်ခုစလုံးကိုเนาะတပြိုင်တည်းဆောင်ရွက်တဲ့နီလန်ဖြစ်ပါတယ်ဒါကတော့တတိယနီလန်ဖြစ်တယ်ပေါ့เนาะအဲ့တော့ကျွန်တော်ဒီဆွေးနွေးတာကငွေဒီဂရီမှာအတည်ပြုနိုင်တဲ့နီလန်ကိုဆွေးနွေးပေးတာပေါ့เนาะ
ကျန်တဲ့ဒီဂရီတွေဖြစ်မယ်ဆိုလို့ရှိရင်တော့အတီးပြုတ်လို့ရနိုင်တဲ့နီလာပေါ့နော်ဥပဒေကခွင့်ပြုထားတဲ့နီလာတိုင်းဆောင်ရွက်ကြမှာဖြစ်တယ်ပေါ့နော်ဥပမာအင်ချမ်းမြေလဲရောက်ရလို့မှုဆိုရင်လဲရောက်ရလို့မှုမှာအတီးပြုတ်နိုင်တဲ့နီလန်ပေါ့နော်အမွေပုံစီမံခန့်ခွဲပေးစေလို့မှုဆိုရင်အဲ့ဒီမှာအတီးပြုတ်နိုင်တဲ့နီလန်တွေကိုရှောက်ထားကြမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ဒီဆွေးနွေးမျှဝေမှုကိုအနှစ်ချုပ်ရမယ်ဆိုလို့ရှိရင်ဇာတိမှုဆိုတာကတရားရုံးမှာသွားပြီးတော့မှအကူအညီတောင်းခံရတဲ့အမှုမျိုးစားဖြစ်တယ်ပေါ့နော်သူကမူလတရားမကြီးမှုရဲ့အဆက်အနွယ်လေးဖြစ်ပါတယ်မူလတရားမကြီးမှုမှာကိုကအနိုင်ဒီဂရီရရှိထားတယ်အဲ့ဒီရရှိထားတဲ့ဒီဂရီကိုတရားရှုံးကလိုက်နာဆောင်ရွက်ဖို့ရန်အတွက်ပြက်ကွက်နေလို့ပေါ့နော်တရားရုံးကနေပြီးတော့ကိုကူညီဆောင်ရွက်ပေးပါဆိုပြီးတော့သွားပြီးတော့ဆွဲဆိုရတဲ့အမှုအမျိုးအစားဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ဆွေးနွေးမျှဝေသွားတဲ့အကြောင်းအရာလေးကတော့ဇာတိမှုဆိုတာပါလဲပေါ့နော်အဲ့ဒီဇာတိမှုကိုဘယ်လိုအခြေအနေမှာဖွင့်လှစ်ဆောင်ရွက်ကြရတယ်လဲဆိုတာလေးကိုဆွေးနွေးမျှဝေပေးသွားခြင်းဖြစ်ပါတယ်နောက်တစ်ပိုင်းမှာတော့ကျွန်တော်သက်ဆိုင်ရာခေါင်းစဉ်လေးတစ်ရက်နဲ့ဆက်လက်ဆွေးနွေးမျှဝေပေးသွားပါမယ်ဒီဗီဒီယိုလေးကိုကြည့်ရှုခဲ့တဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်